네, 안녕하십니까, 여러분. 그 버튼 드디어 선표대 마다리 열라비 그래서 마따단 소라가도 디버너 마따단로တမလို့ရတယ်မပတ်ချင်းပေါ့နော်အဲ့တော့အတန်လေးတွေကပို့ပြီးတော့ဆွဲမယ်ပြီးတော့နှာခမ်းလေးကိုပိတ်ပြီးတော့အတန်လေးကိုထွက်ကြမယ်자ဒါဆိုရင်တော့ခါနာဓာရကနေစကြည့်ကြည့်မယ်ခါနာဓာရဂါမဆိုတော့ဂါဂမ်နာနမ်ဒါဒမ်ရာရမ်ခမ်နမ်ဒမ်ရမ်ပြီးတော့မမ်ဘမ်ဆမ်အမ်ဂျမ်ချမ်tham ham ham ဟုတ်ပြီနော်အဲ့တော့မြန်မာအတန်းနဲ့ဆိုရင်ကမ်တို့နမ်တို့အဲ့လိုမျိုးမြန်မာအတန်းကြီးနဲ့နည်းနည်းမထွက်နဲ့သူကကြတော့ကိုရီးယားအတန်းထွက်လေးနည်းနည်းလေးပါမယ်ပေါ့နော်ခမ်နမ်ဒမ်ရမ်အဲ့လိုဆွဲမယ်နော်ခမ်နမ်ဒမ်ရမ်မမ်ဘမ်ဆမ်အမ်ဂျမ်ချမ်ခမ်tham ham ham okay နောက်အောနဲ့သွားမယ်အောဆိုရင်ခေါ်အောက်မှာမလေးတက်မယ်ဆိုရင်ခေါ်gum gum no nom do dom ro rum gum nom dom rum gum nom dom rum mom bom som om dom tom com tom hom humဟုတ်ပြီနော်အော်တန်လေးတွေမပြောက်ပါနဲ့ခေါ်ဆိုရင် gom လို့ထွက်မယ်နော်အဲ့တော့ခေါ်ဆိုရင် gum လို့ထွက်မှာဆိုလို့ခေါ်အော်တန်ယူမယ်ခေါ် gom nom dom အဲ့လိုထွက်မယ်ဒါပြီးတဲ့ခါတော့အိုရောက်ပြီအိုဆိုရင်ဆိုရင်ဒီမှာတစ်လုံးကြံခဲ့ရပေါ့နော်ကိုနို့တို့ရို့ကြံတယ်နော် gom nom dom rom ကိုဆိုတော့ကို gom nom no ဆိုတော့ nom do ဆိုတော့ dom rom mo ဆိုတော့ mom bom som om jom chom com tom hom hom ဒါမြန်မာလိုရေးချင်တယ်ဆိုရင်ရေးလို့ရတယ်ဒီအောက်ကအင်္ဂလိပ်တန်တွေကကြတော့အတန်တက်ကိုပဲရေးထားတာအင်္ဂလိပ်အတန်တက်ကြီးနဲ့ထွက်လို့မဖြစ်ဘူးပေါ့နော်ဒါရိုမကြီးလို့ရေးထားတာပါကိုဆိုရင် gom gom ဟုတ်ပြီနော်အဲ့ gom ဆိုတာတိတိကျကျအတန်အတိတ်ပဲလေးတောင်ရှိတယ်ဝုံဝုံနဲ့ hom ဆိုရင်ဥသွားမယ်ပေါ့နော်ဥတန်းနဲ့ဆိုရင်ကူဆိုရင် gum နူ num ဒူ dum ရူ rum gum num dum rum mum bum sum jum chum hum tum hum hum ကဲဟုတ်ပြီနော်ကဲဆို gum တို့ num တို့နဲ့ပြီးတော့ပြီအတန်းတို့တစ်ချက်လောက်စစ်ချင်နေဆိုရင်ကိုယ့်အတန်းကိုတစ်ချက်လောက်ဖတ်ကြည့်ကြအောင်ခါဆိုတော့ gum gom gom gum ဟုတ်ပြီနော် gom ရဲ့ gom ရဲ့ gum နော်အတန်တော့မတူနော်စိတ်နောက်ဆိုရောက်လာပြီဆိုရင် g နဲ့ d အတန်ဘယ်လိုလေးထွက်ကောက်လဲဆိုရင် gum num dum rum အတန်ကလေချောင်းအတန်နဲ့အားထုတ်ပြီးတော့ g ဆိုရင် gum num dum rum gum num dum rum ပြီးဒီမှာပေါ့နော်မဖြစ်ရမှာနော်စလုံးပေါင်းမှားနေပါတယ် bum sum kum tum pum hum ဒါစစကျွန်တော်ဆွဲရတာအကျင့်လေးပါအောင်လို့နောက်ပိုင်းကျရင်အဲ့ဒါ auto ထွက်သွားလိမ့်မယ် gum num dum rum ဆိုပြီးတော့တစ်ခါရဲ auto ထွက်သွားလိမ့်မယ်နော်ဒါဆိုမှကျွန်မကဲ e နောက်ဆုံးတစ်ခုအနေနဲ့ e ပေါ့ဆိုရင် gi ဆိုရင် gim gim gi ဆို gim nim ဆိုတော့ nim gim nim dim rim ri ဆို rim လို့ထွက်မယ်နော်တော့ gim nim dim rim ကျန်တဲ့စလုံးလေးရခြံထားရဆိုမထည့်ထားတာပါတိတ်မရှိလို့ပေါ့နော် bim shim im jim chim him 자ဟုတ်ပြီ자 여러분ဒါလေးတွေကိုနောက်တစ်ခါလောက်နားထောင်ပြီးတော့အတန်လေးတွေမှတ်ပြီးတဲ့ခါကျရင်တူမိနစ်လေးတွေကိုတစ်ခါတည်းလိုက်ပြီးတော့ပြောသွားမယ်နော်ဒီမှာမပေါ့နော်ဆိုရင်စောင့်ကြည့်ကြည့်အောင်အဲ့တော့ကားနဲ့အိုနဲ့ပေါင်းတော့ကိုမနဲ့တက်လိုက်တဲ့ခါမှာ gom လို့ထွက်မယ်နော် gom gom ဝဝပြီးတဲ့ခါမှာတော့ဘာနဲ့အိုနဲ့ပေါင်းတော့ဘိုကိုမတိုက်တဲ့တော့ bom bom နေဥရသည် gom ဝဝ bom နေဥရသည်နောက် kimchi kimchi ဆိုတော့
ကိုရဲ့ kimchi ပေါ့နော်အဲ့တော့ကိုကစစချင်းကိုရီးယားစာမတက်တဲ့အချိန်မှာ kim လို့ထွက်တယ်အခုတော့ ga တန်နဲ့ထွက်မယ်နော် kimchi ချင်းရင်ဟင်း kimchi ပြော sorry kimchi ပါပဲဒါနောက်တစ်ခုကြည့်မယ်အစီမှာဒီစလုံးလေးကကြတော့အပုံလေးနဲ့မားနေရပေါ့နော်ဒီမှာဘာပုံလေးလဲဆိုတော့ဒါကျွတ်တုန်ညီဥလိုမျိုးပဲဒီမှာဆိုရင်ဒီအတိတ်ပဲပါဆိုရင်တဲသီးဆိုတဲ့အတိတ်ပဲ sorry တဲသီးတောင်ဖြစ်တယ်ညဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ညကိုဘယ်လိုပြောလဲဆိုရင် bam လို့ပြောတာ bam မတက်ဆိုရင် bam ဆိုတဲ့အတိတ်ပဲကညကိုရဲ့ညဘက် bam ငါဒီမှာအသီးလေးတတိတွေ့တယ်အသီးလေးကိုလည်းဘယ်လိုထွက်မလဲဂါနဲ့အာနဲ့ပေါင်းဂါမတက်လိုက်တော့ gum အတိတ်ပဲကပါလဲဆိုဒီအသီးလေးကကိုရီးယားမှာပဲရှိရပေါ့နော်တဲသီးဆိုတဲ့အတိတ်ပဲရပါတယ် gum တဲသီးဒါလေးကို okay เนาะဒီတိုင်းအမှတ်တရတောင်ဖြစ်တယ် sorry ဒီတိုင်းလေးပဲပေါ့เนาะမှတ်ထားပေးပါကိုအနေနဲ့gum တဲသီးကိုဒါနောက်တစ်ခုကကြတော့ gum bum gum ပြီးတဲ့အခါမှာနောက်ထပ်မတက်လေးကိုကြည့်မယ်နောက်ထပ်မတက်ကတွေ့ပြီလူနော်လူဆိုရင်စာအားစာရာမတက်ဆိုတော့ ram saram ဆိုတဲ့ဘေးကလူ saram အတန်ဆွဲမယ်နော်အတန်ကိုဆွဲမယ် saram လူကဲ saram ကိုရေးလိုက်မယ်တော့ပြောက်တော့ဖြစ်နေရမလို့နော်ဒီဘက်ကနေဆက်ပြီးတော့ရှင်းပြပေးမယ်ဒီဘက်မှာလည်းဝိုင်းထားပေးမယ် saram ဆိုတာလူနောက် computer ကဲကိုရီးယားတော့ con ဆိုပြီးတော့ပေါ့နော်နှစ်သက်နဲ့ထွက်တာသူတို့ကတော့နှစ်သက်နဲ့မထွက်ပါဘူး com မတက် com လို့ထွက်တယ် com computer okay computer 사람 루 자နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့ကဲဒါပချင်းတူတွေကြောလိုက်ရင်နောက်မှာ meaning လေးရှိသေးတယ် meaning လေးတွေကဘာလဲဆိုရင်မတက်ရဲ့ဒါနောက်ဆုံး meaning လို့တောင်ထင်ပါတယ်ဂဒင်ပေါ့နော်အဲ့ရာဂဒင်တော့ပေါင်းခေါ်ရကိုယ့်ရဲ့အိယာပဲဖြစ်ဖြစ်ဂရင်ပဲဖြစ်ဖြစ်အဲ့တော့အိယာဂရင်တွဲနေရလေးကိုဆိုရင်ကိုရီးယားဘယ်လိုခေါ်မလဲဆိုရင်ချီမတက်ချင်းဒါတဲချင်းတဲကိုယ့်ရဲ့အိယာဂရင်ကိုပြောတယ်နော်ချင်းတဲ자 선생가 많이 받았다တိတ်မရှိဘူးဒီမှာပေါ့နော်တိတ်မပါပါဘူးဆိုတော့ 많이 받았တဲ့ meaning လေးကဒီလောက်ပဲ file video လေးကတူသွားတယ်နော်ဆိုရင်တော့နောက်ထပ် minute video file နောက်ထပ်အသက်တန်မှာပြန်ပြီးတွေ့ကြပါမယ်안녕